သူလိုက်တိုင်းတဲ့ပဲလားသူရှင်းနေပါမလို့တိုင်းလို့ဆိုတာဗလာတီနာပဲချ knockout stage except for M3 because the region the not participated နော် M1 နဲ့ ဟုတ်ဖက်ခွေရောမှာမသိဘူးနော် M1 က knockout stage တိုက်တာလေနော် M series ချိန်မှာဆိုလို့ရှိရင် ဝိုင်း မတက်ပါတယ် knockout stage တက်ပါတယ် တက်တယ် အကုန်လုံးမှာ knockout stage တက်တယ်အကုန်လုံးမှာ knockout stage တက်တယ် MCUI မှာ အေးကျွမ်းလို့နော် ဟုတ်တယ်ဟုတ်တယ် Freya နဲ့ရှင်းပါနော် cloud ကို Freya နဲ့ရှင်းပါဒါပေမဲ့6နေရာမှာ highlight တွေပါတော့ပိုကြိုက်တယ် နည်းစမ်းနော် drop နည်းနည်းစမ်းနော် ဟုတ်တယ် ဟော why ကြီး drop ပြောင်းတော့ ရှင်းရောဆိုလာရောဟိုရောကြံနေပြီအမေက 1B လေးကြံနေ drop နည်းနည်း highlight တော့မပါဘူးလို့ YV ပြောင်းပြီးတော့ကြောက်ပြရဘူးတော့မှာစစ်တော့လာ စစ်ကိုလေးပေါ့စစ်ကိုလေးပေါ့ ဝိုင်းပြီးပစ်ကနေကြောက်ရတယ်နော် ကလောက်ဖျန်းရင်1နဲ့ဖြတ်တာ ဟေးဟုတ် လင်းကပြေးလာတာက ပြီး လောက် လို့ရတယ်လို့ဗလန်ချောင်အပုတ်ဆုံးတော့တော့ကြမလေးချောင် ဟုတ်တယ်အဲ့ဒါ လင်းချောက်ပူကောင်းတာ ပြေတော့ဗော ဒီကပြန်နေဟာ ကဲဆိုတော့ Gary ရီဆန်ရှင်းတော့ပါသွားပြီနော်ဟေးတာလည်းနည်းနည်းဆက်စီကိုတော့တိတ်မကောင်းဆိုတော့တို့ဘက်ကဂျူရီဘိန်းနဲ့ပဲစောရမယ်နဲ့တူတယ်ဒါပေမဲ့ပြဿနာဟန်ကိုဂျူရီဘိန်းမပေးနဲ့တော့အဆန်စီနဲ့ပဲချရမှာတကယ်နောက်ပိုင်း ဒီဟုတ်တော့အားမေး ဟုတ်ချောင်းညမှာယူနေတော့မှာဂျူရေးပဲဆော့လို့မရဘူးဒီပွဲကပီယာဘိုးလေးနဲ့ဂျူရေးပဲ အဲ့ဒါတော့ဂျူရှင်းနေ ချင်းလေးပဲဖြစ်တာလေ ဟေး drop အစမ်းလေးကြည့်ရမလား drop အစမ်းလေး ချင်းကတော့ဒီနာရဲ့ချင်းလေးကြပါပဲ 1B လေးကိုဘန်းနေနော် 1B ဘန်းလိုက်တာကောင်းတယ် နည်းနည်းဘန်းနေတယ် ဟုတ် YB ဘန်းတယ် YB ဘန်းတယ် အော်နော်ဘန်း ဟုတ်ပုံလေအဒီကမြန်မာတဲ့လိမ့်ခိုင်ကျွန်တော်ကောင်းကောင်းဆော့လို့ရမလိမ့်ခိုင်အဲ့လိုမလိမ့်မကောင်းပဲ့ ဟေး drop တော့ပေါ်တက်ပြီ sorry Gary ရီဆန်ရှင်းတော့ ဝိုင်းပြီးဘန်းနေနော်ဝိုင်းပြီးဘန်းနေ YB ရောဘန်းတယ် YB ဘန်းတယ် တော့မေးပါ တော့မှစားတော့မှ ကိုင်းနေ sorry ပါခွေးပြစ်ပြီ ကလူမကောင်း ကလူ အားလုံးနဲ့ပဲဆော့မှာအားလုံးနဲ့ဖြတ်ရပြီးတော့ဖြတ်လို့ရတယ် အားလုံးကြိုက် အားလုံးတရားအောင်တိုင်းအားလုံးဖိုးပြည့်နဲ့ဆိုဒါဆော့ခက်တာအားလုံး ကြောက်ဖက်ကိုသွေးသွားရောအားလုံးဆိုရင် ကောင်းမှာ ဂျွေးနဲ့ ရွေးနေမစိုးပါဘူးတော့ Asmarita ဆိုတော့ပုံမိုက်မယ်ထင်တာပဲမင်းတို့ပြောသလိုဆိုရင်ရှိနေပါ ကြိုက်တယ်ဟုတ်တယ်ဒီက Asma ကိုကြိုက်တယ်ဒီက Asma ပွဲ ရွေးနေလည်းနည်းနည်းတော့တိုက်တော့ဒူပါလားဟိုကောင်ကကျတော့ရှီးဆုပ်တဲ့ကောင် တော့ပစ်ထားတယ်ပေါ့နော် ဒီလိုပါတော့တွေးတာလေးတော့ပို့ပြီးတော့အကျိုးချောင်းစီလျော်တယ် ဝိတ်နဖူးလေးလာရတာโอเคဓမ္မလေး share လေး subscribe ကျောင်းပါကျောင်း ကျုံးကွာ ကျောင်းပါ နိုင်နေနဲ့ပြန်တွေ့မယ် guys โอเคနိုင်နေ ဟိုလက်ကို ကြည့်ပါပြန်တွေ့မယ်နော်တော့ ဝိုင်း ကျုံးကွာလည်းဘာဒီကျုံးကွာဗာနဲ့ယူကျုံးကွာဒီကပဲ ဝိုင်းနိုင်လေးနဲ့ပြန်တွေ့မယ် ကဲနော်အားလုံးပဲစောင့်မျှော်နေကြတဲ့ကျွန်တော်တို့ရဲ့မြန်မာအသင်းရန်ကုန် Galacticos vs CG တို့ရဲ့ Bazzot 3 series ရှုံးထွက်ပွဲစဉ် game number 1လေးတော့ကျွန်တော်တို့ရဲ့ main sponsor Variety နဲ့တူပဲစတင်လိုက်ပါပြီ။ အရေးကြီးတယ်ဗျာနော်အမားလုံးကလုံးလို့မရဘူးဒီပွဲတွေက လုံးဝမားလို့မရတဲ့ပွဲဆိုတော့လေနော်ကျွန်တော်အကောင်းဆုံးတော့ဆော့ပါရမယ်ဗလန်နီနဲ့ဒီဘက်မှာကျွန်တော်နိုလန်ချန်ကယ်ရီရှိလားနှောက်ချင်နေတာနည်းနည်းလေးသူရှင်းသွားကြည့်ပေးမှရမယ်တော့ step goal လေးတော့ ဟီရာနဲ့ဟီရာယူအဲ့လိုလွတ်မထားနဲ့ နည်းနည်းတန်လုံး နေချောက်ပြနေတယ်လို့ ဟိုကြောင့်တန်လုံးတစ်ကောင်တော့ယူထားတာတော့မစိုးဘူးနော်ဒါရွေးနေပါညာနဲ့ဆိုတော့နည်းနည်း spare down လို့ကောင်းတယ်ဒါပြောလို့ပြောတာ မှန်မယ်အဲဒီဘက်မှာလည်း blink ပါရောပီယာကလောက်လိန်နီယာအရာကြောင်းလေးပဲယူရင်းနဲ့4 year ကလည်းငိန်တာငိန်တယ်ဗောနော် ဟုတ်ပါ ဒီဘက်မှာ River Monster ကျွန်တော်ဘက်ကကျွန်တော်ဟန်လေးပဲရအောင်လို့ယူတိုင်းနဲ့ပဲကျွန်တော်အသေးလေး live fan ပါညာနေရတော့ကလည်းဟိုးပါညာစောစီရလာဖို့ရှိမယ်ဗျ โอเคဘာမှတော့ Valan Lana Flynn ကိုင်ပေါထားတယ်တိုက်ပေးမလား Flick ကမပေးဘူးရောင်းပေးချက်ပေးကြ အကောင်ဟီးတာတကယ်ပုတ်တာတော့ကိုဒီကောင်ဟိုမနေ့ကဆော့သွားတယ်တော်တော်ပုတ်တာတိတာတယ် ရင်းကတော့ပေါ်လာမှာဂိုးရှိလေးတော့နည်းနည်းခွာနေတယ်နော် stick ကတော့ဟို RV ကိုင်တယ်လို့မျိုးပဲဒီကောင်ဆော့နေတာတဲ့မှာဒါကြီးနည်းနည်းတက်ခုတ်ပါညာနဲ့ ဒါဗလန်ဟီးတာတကယ်ပုတ်တာကြောက်စရာမရှိ โอเค ကဲတော့ဒီဘက်မှာလိုလန်နေနဲ့တော့ rubber ပါညာစာပေးတော့ level 4လေးတော့ရပြီတွေးကျင်သေးလား Gary လည်းဒီဘက်မှာ level 4တော့ရနေနေပဲ
လေမာတော့နည်းနည်းလေးဘလင်းအိမ်တစ်ခေါက်ပြန်သွားတဲ့ time လေးမှာတော့နည်းနည်းလေးတော့ရီကပေးလို့မရဘူးရီပေးလို့မရဘူးရီပေးလို့ yeah ဂျန်ကန်သေးတွေပါတော့ fracture တွေပါပိုင်းပြီးစားလိုက်တော့မြင်ရတယ်တာတယ်အနေနဲ့တော့10 second လောက်နေတော့ထွက်တော့မှာဆိုဒီတာတယ်မှာတော့ UNet တို့ပါတော့လဲ join ဖို့တော့များ Duffway တွေကိုသွားဝင်ပြီးတာဟဲ့ ဘလူးကြီးကို Fabulous ဖြတ်တော့ပေးလိုက်တယ်တော့တာတယ်မှာပေးရတော့မယ်နေတာပဲ तू ကအဲ့ဟို EHB crack ကို तू မပေးချင်လို့အဲ့တဲကိုပြေးတက်သွားတာတကယ်တော့ Duffway သုံးလိုက်တာ ဘာတင်တော့ကဲမလုံးမဲဘက်လိုက်တော့လी ကဲမတာတယ်တွေမထက်အော်ရင် first dollar လေးတော့ယူပေးသွားတယ်ဘလင်လေးကတော့အဲ့တော့ကေးပြန်ပေးထားသလိုရီး3လေးလဲကေးပြန်ရမယ်ဆိုတော့တန်သွားပြီဘလင်ငါတာတယ်ရလိုက် တန်သွားပြီ ဟော free တာတယ် ကောင်းတယ်ကောင်းတယ်ရင်းဖမ်းနေပြီ bro ရင်ယူရင်းနဲ့တာတယ်ယူပေးသွားတာဟာ ဒီလိုကိတကောင်ကပြန်ရလိုက်တာတော့ရွှေပဲ bro เนาะဟန်ရှင်းမှာမားခဲ့သမျှတွေကိုတော့ပြန်ပြီး recover လုပ်ထားနေတယ်ပဲကဲကူးဆိုလဲ blue bat ဘာညာပြန်သွားစားเนาะတပတ်မှာဂျန်ကဲအသေးလေးလေးရခဲ့တာဆိုတော့ 1G မစိုးဘူးဗျာယူရင်းနဲ့ဖန်ရပြီကိုယူရင်းနဲ့ဖန်ဒီကောင်လေးကောင်းမှကြောက်ကြမရှိတော့ ကျွန်တော်ရင်းလေးအစင်ပြေနေလို့တော်သေးတယ်ညီကိုတို့အာရောတိုက်ကောင်းမှ MMBB ဘက်ကနေပဲပြလိုက်တော့မလားတိုက်ဒီကောင် ပြဥပ္ပပဲပြောင်းလိုက်တော့ကိုဒီမှာစိတ်တော့ကရောက်တယ်အဲ့ဒါကြီးဘာမှန်းဟုတ် အေးခိုင်းလုတ်ပေးမယ် ကဲတော့ဒီဘက်မှာတော့ကျွန်တော်တို့ plan လေးတော့တောက်လျှောက် pressure လိုက်ပြီးအောက်မှာတော့ extension တွင်းနေနေတာတော့အသားကြီးဩ morning shot ကyeah stint နေလေเนาะနည်းနည်းလေးတော့ပြန်ပြီးတော့ဒါလိမ့်နေပါလေအရင်ကြီးလုံးလို့တော့မရဘူးဗျာเนาะဟိုဘာမလေးရမ်းချုံသွားမှာဆုံးလို့ခုလောတယ်လေဒီဘက်မှာ blink hand တွဲတော့ short G1 လို့ flicker ကို dragon fracture ပိုင်း morning shot ကဖြတ်တိုင်းမှာ villain နေလေ flicker ပြန်ပုံတော့ရတယ် hero gear တော့မပေးလိုက်ဘူးဆိုတဲ့နောက် YG နော်အဆင်ပြေပါသေးတယ် bro အဆင်ပြေသေးရဘာလို့ခုနပေါ်မှာတက်မှာအပေါ်မှာတင်ခဲ့ကိစ္စတွေဘာလို့မေးလိုက်တော့ညီကိုလာနော်နင်းလေးနောက်မှာကျွန်တော်ပြစ်စုံပန်လေးပဲတစ်ချက် 4K အောင်နော်ခုလောတယ်တော့ YG ကအဆင်ပြေနေသေးတယ်ဗလက်နောက်ဝက်1000လောက်တာနေတာအမှန်ပဲเนาะဒီဘက်မှာတော့ကျွန်တော်ခေးတော့ flicker တော့ down တိုင်းနဲ့ပဲဒါဘာကြီးပဲ faster AD တွေပါဖြတ်ပေးမဲ့သူတွေလည်းပါနေတာဆိုတော့ဟုတ်တယ်အဲ့ YG အစင်းတော့ပြင်နေပါသေးတယ်နောက်ဝက်ကလည်းကျွန်တော်မြန်မာဘက်မှာတော့800လောက်ထိတော့သွားတော့တာနေနေပဲကျွန်တော် second target file လေးတော့ထပ်တော့ကြည့်ရမယ်ဘာကြီး first target ကလည်းတော့ရင်းယူပေးတာဘာညာနဲ့ကတော့အဆင်ပြေတယ်ပေါ့နော်အောက်မှာလည်းလေးရတာတယ်နော်ဖီယာကလောက်ကတော့ဖီယာအသေးလို့ယုံမယ်ကလောက်ကိုကဲနော်ဆိုတော့ဒီဘက်မှာလည်း Valan နဲ့ယင်းနည်းနည်းလေးတော့ပြဿနာလေးတော့သွားတက်ထားနေပြီယင်းဒီဘက်တော်တော်တာရအောင်ဟေးနော်လာချင်းတတေလေးလေးယူပေးသွား assist တောင်းနေဆိုတော့နည်းနည်းလေး intro လေးကလမ်းနေခုလည်း rabbit တွေပဲပတ်ထပ်ပြီးတော့မနိုင်ဘူးတော့ချောင်းနေတယ်နော် MGQ ရဲ့ကလောက်လေးတော့ဒီကိုတော့အဆင်ပြေအောင်တော့တတင်နဲ့အောက်လန်းနဲ့ train လားတတင်နဲ့အောက်လန်းနဲ့ train မလားအော်ဆိုလိုကြီးဗျာဟန်နေနဲ့တော့လှပဆုံးပိုင်းဝိုင်းနေပဲအောက်လန်းမှာတော့ကလောက်ကိုတော့ကေးရလိုက်တယ်နော်အောက်လန်းကေးလေးနဲ့အပေါ်လန်းတာတယ်လေးတော့ဗလန်ပြောသလိုလေးပဲ trade လိုက်တော့မယ်အနေထားတစ်ခုပါနော် trade လိုက်ရ rabbit ပါရမှာကဲ rabbit တော့ပြီးလာနေပြီဆိုရင်မဲ့ hand ready ပေါက်ပြီးတော့မြန်မြန်ဆန်ဆန်စားနေတာဆိုတော့လေပြီးတာတော့ပြီးသွားပြီကောင်းတယ်အောက်မှာလည်းဂိုးရှိအဆင်ပြေနေတော့မယ်တစ်တော့တော့ခွာခွင်းတော့ရာတိုင်းနဲ့ပဲ YG second တက်ပြီးပေးလိုက်ရတယ်ဆိုတော့ညာလေကလောက်ကိုရလိုက်တယ်ကျွန်တော် rabbit ရလိုက်တာနဲ့ကတော့နောက်က1500 1600လောက်တော့သွားတော့တာရပြီဗျဘလင်းလေလာမှာ Feather Airstrike နဲ့ချုပ်ခံလိုက်တော့မပေါ် Winers ဝင်လိုက်နေတာတော့ဒီမှာ disable လေးရနော်ကျွန်တော်မထက်သွားဘူးဗျတစ်ဖက်ကပေးသွားတော့လာတယ်အော် Gary ဟောခေါင်းမို့တော့ Valan ကြီးကင်ပေါက်ပေးလိုက်တော့သူတော်တော်နေဝါတော့မရေး Flicker နဲ့ Ion နဲ့အလီတွဲသုံးသွားတယ်ဒီလိုကတကောင်ပြန်ယူပေးတာတန်နေသားကြီးတို့ Roma တကောင်တို့ဂျန်ဂလိုင်းရလိုက်တယ် Oh my god Oh my god အောက်မှာလဲတာဝါတလုံးထပ်တော့ချိုးပေးတိုင်းနဲ့ပဲ stick တလောက်ကိုတော့လုံးဝပေးမဖမ်းဘူးလို့အသေးရိုက်နေပြီလို့အသေးရိုက်နေရင်းရေနော်မင်းရင်းတိုက်ဒီကောင်ပင်ခုမှမင်းပထမဆုံး international တွေ့ကြုံမှုလို့ပဲရှာသမားနော်တကယ်ကောင်းတဲ့ off laner blue belt လေးပါစားသွားသေးတယ်ဗျာကဲအဲ့မှာ The Way of Dragon နဲ့ဖြတ်ကန်လာပြီးတော့ Yi3 လေးတော့ aim လို့ကြိုးစားမယ် Duffway ကြားမှာတော့နည်းနည်းလေးတော့ပြန်ပြီး damage ပေးခံနေရတော့ရင်းတန်တုံးကြီးနေတယ်အကောင်းဆုံးတော့ကေးကောက်ပေးသွားသလို Valan လေးက double kill ထပ်ယူသွားတယ်ရင်း triple kill ပါယူလာချီကူနောက်ကတော့ပြေးပြောင်းဝိုင်းတော့ step ပါရောက်လာနေတယ်အကုန်လုံးတော့ရိုက်ခွဲနေတယ်ကျွန်တော်တို့ရဲ့ team မြန်မာ Gary လေးကမှထပ်မှန်ပြီးတော့အဆုံးသက်ရင်း triple kill နဲ့တူ game number 1တော့အသာစီးနဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်Come on man ကိုတော့4တောင်လေးပါဖြတ်တော့တာဝိုင်းနဲ့ပဲမစ်တာဝေါ9မိနစ်လို့နေသားမျိုးပါရထားတဲ့မြန်မာအသင်းတိုက်ပွဲပြက်လိုက်လားလို့9မိနစ်4600 9မိနစ်ကိုတော့4600ရန်ကုန် Gladiators ဟုတ်တယ်နော် into အဖွင့်ပွဲ game 1လေးတော့တော်တော်လှနေပြီဗျချင်းနေပြီကိုသိချင်းနေပြီဗလားချင်းနေပြီဗလားမလုံသမ်းမှာအဲ့လိုလုံသမ်းမှာချင်းနေပြီရှင်းရမယ်သူ့ပထမဆုံး fans international တွေ့ကြုံမှုလို့လာပဲမင်းနော်မင်းနှစ်ခါသုံးခါများဆော်ဖို့ဘယ်လိုနေမလဲမသိဘူးမင်းဆရာသမားကောင်းတော့ကွာကဲနော်မလစ်ဖစ် Rolly ချောင်းမှာထပ်တော့ပါလာရင်းနဲ့ပဲနောက်ဆုံးတာတယ်လေးလဲချက်လုပ်ဖို့တော့ရှိနေသေးတယ်ဆိုရင်ပဲစီဂျီဘက်ကတော့ဒီဆိုင်ရှင်အောက်မှာရောက်နေတာဘာညာနဲ့တော့လက်လွတ်လိုက်ဖို့တော့များမလားဘောလမ်းမှာလည်းတတ်တယ်ပေးတဲ့ဟာယူလိုက်နော်မှန်နေအတိုင်းမှန်နေဘောလမ်းမှာလည်းတတ်တယ်နော်အဲ့တတ်တယ်လေးတော့တစ်ချက်ကြည့်အောင်မလားနော်တတ်တယ်
ဟာဟိုဘကလာတော့မလာတော့ပါလားဘလက်စိတ်တကြဝိုင်းနေတူတယ် စိတ်တကြပါလားမလာရတော့ဘူး ဟိုစိတ်တကြဝိုင်းနေတူတယ်ညီကိုနော်စိတ်တော်ကြွားတယ်ဝင်မယ်ညီကိုနော်တာတယ်ဒီပိုင်းတော့မလုပ်တော့ဘူးညီကိုပေးလိုက်ပြီနော်ကျွန်တော်ဝိုင်းကြီးကဲတိုက်တာနေဘာလုပ်မလဲတာနေငါတို့ဆက်ထိန်းထားရမယ် plan လား တာနေတော့နာလေးတော့ထပ်ပိထားပါရရမယ်နော်ကဲအောက်လမ်းမှာတော့လိန်ကြီးပါချောမလား second tower လေးတွေတော့ဒါ3လမ်းလုံးမှာတော့ကျန်နေသေးတယ်ဘာဖြစ် first floor လည်းမထွက်သေးဘူးဆိုတော့ easy မှန်နေ လောနေမှာပဲ second tower ယူရင်ယူမယူလို့ရှိရင်လည်းစပိန်လေးလိုက်ပိတ်ဂျန်ငယ်လေးစားလိန်ကြီးပါဟိုးတာနော်ဒီကောင်တွေရှေ့တက်လာခိုင်းလိုက်တက်လာရင်တော့ဝိုင်း နောက်ဝက်တွေကတော့အကုန်လုံးဟိုတာနေတာညီကိုနော် identity ဘာတွေမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ညာနှစ်ကွက်ထွက်သွားပြီဂျန်ဂလာနှစ်ကောင်နောက်ဒီဘက်မှာ Hapter C Malefit Raw နောက်ဝက်1600တာဒီနဲ့ Essential ကိုတော့ဥဆောင်ထားတယ်ဂျန်ဂလာချင်းချင်းရှင်တော့မှပဲတော်တော်ပြတ်နေပြီညီကိုနော်တော်တော်အဆင်ပြေ နော်ကလောက်ကကြောက်စရာအကြောင်းမရှိဘူး bro ကလောက်ကအခုမှဒီမွန်နာတစ်ချောင်းပဲပါသေးတာနော်ဆိုတော့ ဟုတ်ပါ ကလောက်အချိန်ကနောက်ထပ်9မိနစ်10မိနစ်လောက်လိုသေးတယ်နော်သူ item 3ခွက်4ခွက်တွေဖြစ်လာဖို့อ่ะဆိုတော့ကလောက်ကိုတော့ကြောက်စရာမရှိတဲ့အနေထားကျွန်တော် first lot ထွက်လာမှပဲလော်လေးလုပ်ပြီးတော့တက်မယ်ဆိုလဲညင်းစရာတော့မရှိဘူး9မိနစ်နောက်က6000ကျော်လောက်တာနေတာဆိုတော့ဒါပေါ့ပါပဲ ဟုတ်တယ်နော်ကဲမတော့ပေါ်လမ်းမှာတော့လော်လေးကတော့စက္ကန့်40ကျော်လောက်လိုနေတယ်အခုကျွန်တော် CG ဘက်ကဂျန်ငယ်တဲ့အထိပဲထပ်ပြီးတော့ပဲ invade လုပ်နေတယ်ကျွန်တော်တို့ရဲ့မြန်မာအသင်းအနေနဲ့ကတော့ရင်းကိုပဲနော်ခေါင်းတယ်တိုးခိုင်းပြီးတော့ vision ဖွင့်ခိုင်းတာဗျာအတန်လုံးကြီးကိုလည်းတစ်ဖက်ကနေပြီးတော့ပြန်ဖြိုဖို့ကခက်တာပေါ့နော်ကျွန်တော်ရင်းဒီပွဲတော်တော်လေးကိုတော့ performance ထွက်တယ်လို့ပြောရတယ်402တာရယ်နော် dash speed လောက်ကွက်တွေကြီးပဲရောင်းရင်ယူရင်းနဲ့လောက်ကွက်တွေကြီးပဲကဲကျွန်တော်လော်လေးကတော့ second 20လောက်တော့လိုအပ်နေသေးနေပဲဝိုင်းကြီးနေတော့ဒီ first lot လေးနဲ့မှပဲတက်မဲ့အနေထားများလားပေါ်လန်းချောင်းလာနေတော့ပေါ်လန်း second tower လုံးကျွန်တော်ချိုးွားဖို့တော့ရှိနေနေပဲနော်ဘာဖြစ်အပေါ်လန်းလောထွက်မယ်ဆိုလို့ရှိရင်လေနော် mega tower တွေပါကြီးနော်နယ်လေးသွေးလျှော့နိုင်မဲ့အပိုင်းလေးတော့ရှိတာတော့ရှိမယ်ဗျ first lot နဲ့ကတော့ လုံးမပါမဲနဲ့တော့မှပဲเนาะအပြင်က second tower လေးပဲလိုက်ယူထားနိုင်တယ်ဆိုတော့ဘွဲကတော်တော်ကြီးတာနေတာဘရို10မိနစ်ကိုတော့9000နဲ့9ပါမိနစ်က10မိနစ်ကို1000လုံးတော့သွားနေတယ်ဆိုတော့အဲ့ဒီအချိန်မှာဒီဘက်မှာ law တွေပါရလေကျွန်တော်မြန်မာအသင်းဘက်ကနေပဲထပ်မှန်ပြီးတော့เนาะကျွန်တော်ယူလိုက်မယ်ဆိုရင်တော့ပြင်ဒီ law နဲ့ကတော့ mega တွေပါ try လို့ရအောင်မှန်နေတကယ်လို့ mega မရရင်တော့မှပဲတိုက် pressure ပေးလို့ရတယ် mega တွေကိုဒီ law နဲ့ မှန်ပဲ easy ပဲ ကဲလော်လေးတော့တိမ့်ပိုက်ထိုင်းနေပဲအောက်လမ်းမှာတော့ cloud သူ fan လာတော့ fan နေတော့မယ် extension blink အောင်မှာတော့ G Quan တို့ flick ကအော်အမှန်တိုင်းပြောရင်တော့သွားတော့စလိုက်တယ်ဗျာနော် flick ကတကွက်ကတော့လိုတယ်ခြံထားလိုက်ရမှာဗျာဒီလိုက်နေဒါပေမဲ့ရပါတယ်ဘာမှမဖြစ်ဘူးမသေးတာနဲ့အဆင်ပြေတယ်ဘာလို့လဲလောတွေပါရတဲ့ခါကျလို့ရှိရင်ပြောလို့ပြောရမဟုတ်ဘူးတကောင်မဟုတ်တကောင်ပြေးပြေးမောက်လို့အဲ့ဒါစိတ်ပူလို့ပြောတာအဲ့ဒါကနော်ဗလဲ နောက်တစ်ခါမှာတော့အလဲမှာ second tower လုံးချက်ချုံးမလားအောက်မှာတော့ urine နဲ့တောက်လျှောက်တော့ pressure တွေပေးတိုင်းနေပဲရ urine နဲ့တိတ်ကို short တော့တိုင်းဒီစိတ်ကို short တော့ 3 တော့ကျော်လောက်တော့ယော်သွားတာနော်ရင်တကောင်လေးကိုမင်း one man show ဖြဲနေတာဗျာနောက်မှလဲ fasa for the s right ဒီပါတော့ sorry ပေးပြီးတော့လေ cree လေးကိုရှင်းတာတယ်ဒီက mega ရှိမပေးချင်လို့ပါသူတို့အောက်လဲ mega ရှိဆိုတော့လဲပါလေနော်မလေးရှားဒုတိယအကောင်းဆုံးသင်းလို့တော့ပြောတာပဲအဲ့နေဒီကောင်လေးနော်ဒုတိယအကျမလေးရှားနေပြီးတော့ဒုတိယအနေနဲ့တက်လာတဲ့အတင်းဆိုတော့မစိုးပါဘူးအဲ့မဲ့မြန်မာနဲ့တော့နော်ရှင်ချလို့မလွယ်ဘူးဗျာအဲ့လေကဲလေနားမှာတော့နောက် second လေးတစ်လုံးထပ်ပြီးတော့ပဲယူအောင်မယ်အောင်လဲမှာတော့ mega ရှိပါညာလေးတော့ YG ထပ်တောင်းလိုက်တယ်ပေါ်လာမယ် mega ရှိလေးကတော့လော်လေးတော့ရှက်ထိသွားတယ်လော်အနေနဲ့သူတော်တော်လေးတော့ယော်သွားတာပြေးရဲခွင့်တော့ရသွားတယ်ဆိုတော့မရရင်သားကြီးတော့မလုံးနဲ့ဗလန်မရရင်မလုံးနဲ့ဘာမှလောရမလို့ငါပြောတာလားဗလန်ပါနေပြီ နော် second တော့စောင့်မယ်ဆိုလဲညင်းစရာမရှိဘူးဗျာ mega ရှိပေါက်လိုက်မလားမပေါက်ဘူးကွာ လေမှာတက်လာတဲ့ cree တဝေးနဲ့အခုမှပဲ mega ရှိပေါက်သွားတာနော်မဟုတ်လေဒီဘက်မှာချီကူက flicker sorry failure right တွေပါပြန်ရအောင်ဆိုတော့ lane ရှင်းလုံးကောင်းတယ်ဆိုတော့ကျွန်တော်ပြောသလိုပဲသားကြီးတော့ဗလန်မလွန်းနဲ့နော် easy လေးပဲပုံမှန်လေးကလန်လာလေးပဲသွားမယ်နော်ဒါ10မိနစ်နောက်က9000ကျော်ကွာနော်ဘာမှလောစရာအကြောင်းမရှိဘူးဟလား easy ဆော့ easy ဆော့ဒီဘက်ကိုရီတွက်ပဲ ဒီဘက်ကျွန်တော်တို့ game ပဲညီကိုဒီ game ကကျွန်တော်တို့ game ပဲ no goal streak ကိုတက်မယ်ဘရိုတို့ကဲသူရှင်း sky မြာလာတွေပါတွေသွားနောက်မှာတော့သူနော် item လေးပါလေးတက်အောင်မယ်ဗောနော် cloud ကတော့ item နှစ်ကွက်ပါ game UA နဲ့ကြောက်စရာတော့မလိုသေးဘူးဗျ item နှစ်ကွက်ကတော့နော်ကြောက်စရာမလိုပါသေးဘူးဒါ item ပိုင်းဆိုင်မှာသွားကြည့်မယ်ဆိုရင်လည်းနောက်တစ်ပတ်မှာ NS battery တွေ wide တွေနော်ဒီဘက်မှာ crescent side တွေနော်ကျွန်တော်တို့ free ခုတ်လဲခုတ်မှာဗောနော်သွေးတက်လေးတွေလည်းတကောင်သွားတော့သွားတာကျွန်တော်တို့ stay ရဲ့ဟိုဟာစိတ်ဝင်စားစရာပဲ item ဘက်ကsecond လော်လေးကတော့ second 50ပါဝါပြီ blink အောင်မပြန်ပတ်ထားတယ်ဘေးနားနေလဲ fragile နဲ့ဝင်ပိုင်းဝိုင်းနဲ့ blink တကောင်နဲ့ valent လေးနဲ့တော့ k trade ဟိုးပါမှာတော့ G3 position တော်တော်လေးအောက်ဝိုင်းနေတာတခုမှ1 for 2 trade လေးတော့ကျွန်တော်မြန်မာအသင်းဖန်တီးထားတယ်လီနာအနေနဲ့ဒီဘက်ထဲမှာ double k ပဲထပ်ယူသွားတယ်ဆိုတော့အောက်မှာတော့လော့ထော့ဖို့တော့ကစက္ကန့်30လောက်လိုနေတဲ့အချိန်မှာတော့နည်းနည်းပုတ်တိုက်မှုနည်းငယ်လေးတော့မြင်နေရတယ်ဗျမလေးရှားနဲ့ကျွန်တော်မြန်မာအသင်းကြားမှာကဲဘာလို့ကတော့တန်နေနော်ကဲ3ယောက်4ယောက်အားလေးနဲ့ mega tower လေး pressure ပေးကြည့်အောင်မလား
မှန်တယ်မှန် ဟော တယ် ပါသားဖယ်လာအဲဆွဲမရှိသေးဘူး ကဲလေလမ်းမှာတော့နော် fletcher တွေပိုင်းနဲ့ဝင်ပိုင်းမော်လီရှော့ကာ3တိုင်းနဲ့ဖြတ်တိုက်လိုက်တယ်မထီပါဘူး fell ezra တွေပိုင်းလည်းပြီးသွားပြီ cloud blending ဂျူရနဲ့အပေါ်လမ်းမှာလည်းလိန်တွေပါတယ်ရှင်းထားတဲ့အနေဒါတခုမှာကျွန်တော်တို့တွေရောင်းသလောက်သွေးလေးတွေမေဂါလေးတွေရှော့လိုက်တယ်ပေါ့နော်ရောင်းသလောက်လေး ဒါပြီစက်တော့လေးကတော့မေဂါယူလို့ရပြီလား စကန်လုံးလေးကတော့နော်တက်လာတယ်လို့ပြေးလိုက်တာမှညာနေဆိုတော့မေဂါတလန်ကတော့ for sure အလယ်နဲ့အောက်မှာတော့နောက်ထပ်မေဂါတွေတို့ထပ် try မှုလိုတယ်ဆိုတော့ဒီလုံးကိုလည်းကျွန်တော်မြန်မာတင်းယူဖို့လိုတယ်ပေါ့နော်ဒါမှပြတစ်ဖက်က မှာစတန်ဖီနဲတော့ စဉ်းစားနော်ဒါရှိမှတန်တုံးကြီးကိုဘလို့ကြော်မှလဲဒါတန်တုံးကြီးအဲ့အဆိုင်လေးကိုဘလို့ကြော်မှလဲဒါကြီး ဟောဂျူရင်းနဲ့တကောင်နေနဲ့ဖြတ်တားလို့ရတဲ့နေသားပါတော့ကဲလော်လေးတော့ဝိုင်းကြီးပဲခမန်သိမ့်ပိုက်သွားခဲ့တော့ဘလင်းလာ ကြောင်း pick off the way of dragon ချီကူငါတောက်တော့ဖြတ်စားပေးလိုက်ပြီညီကိုတော့လှလိုက်တဲ့ the way of dragon နဲ့ချောင်းကဲကောင်းနဲ့ချောင်း ဖလင်ကာနဲ့ဆိုတာလား ပြော နော် တာဘယ်ကောင်လဲပြော ဟုတ်ပါနော်ချောင်းကိုင်းရှုံးပြီဆိုတော့ဘယ်သူပြောရလဲဒါကြီးမေးပြုံး ကဲတက်ပြီ4ယောက်အား Feather Ezra နော်ပေးမဲ့ကောင်တင်နေတာဆိုတော့လေကျွန်တော်တို့မေဂါယူလို့ရသွားပြီလေနားမှာတန်းမှာအန်လို့ရရင်နော်အဲ့ဘတ်တင်နိုင်လို့ရှိရင်4ယောက်5ယောက်ကြီးပြရီ3ရီဒီပေါက်ခံထားတယ်ဒါမှလည်းနောက်ကတော့ပြန်ပတ် Fracture နဲ့ Gary ပိုင်းနာလေးကိုတော့ရှောင်းတိုင်းနေပဲနောက်ထပ်အနေနဲ့ကတော့မေဂါလေးပဲယူလိုက်ပါကျွန်တော်တို့နော် ကဲပေါ်လန်းလောလာအောင်မှာဘာညာနဲ့မဲက3လန်းတော့ရပြီကဲအဲ့နိုင်မလားပဲကြည့်ရမှာအဲ့ဒီလဲအဲ့လို့ရတယ်17မိနစ်ကို1300လောက်ပြတ်နေတဲ့ပွဲဆိုတော့ညာသားတို့ဂိမ်း3အတွက်အားချန်ထားလိုက်တော့ဟာလားဂိမ်း2ဟုတ်တာမို့ဂိမ်း2အတွက်အားချန်ထားလိုက်တော့နော်ဂိမ်း1အကြိုင်းဆော့နေတော့ ကဲလောတော့လေအပေါ်ကနေတော့ပြေးဝင်လာနေပဲလေနဲ့အောက်ကနေပြီးတော့တက်လာတဲ့ Creeway ကြောင့်တခါတည်းတန်းဖို့လုံနေတယ်နောက်ဘာမလဲ The Way of Dragon ကြောင့်ဖာစာချီကူကပါလာနေပြီဒီခါမှာတော့ Flicker ပြန်ခုံတော်သွားတယ်ရီ3လေးကတော့ဂျာညက်ပြီးရှော့သွားနေမှာ Cloud Blending ကျတော့ G ကွန်တို့တင်ပြီးတော့ဖြတ်ပေးသွားတယ် Blink ချောင်းဒီပွဲတစ်ပွဲလုံး performance တွေထွက်နေတယ်တော့လေ stick နေနဲ့အကုန်လုံးဂျိုက်ခွဲသွားတော့မတိုးတဲ့ Hero Kill ၄ကောင်နောက်ဆုံးမှာ9ကောင်လုံးမှာအဆုံးသက်ထိုင်းနေတယ်တင်း white out နဲ့အပြတ်သက်ကိုပဲရန်ကုန် Gladiators နေနဲ့တော့ game number 1ကိုတော့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ် CG လောက်ကတော့ပြုတ်တော့တယ်ညီကိုတို့ ပါပဲဂျီညီကိုတို့ဂျီ REM ထုံးနဲ့ REM ထုံးနဲ့တိုင်းတို့ game number 2ကျန်သေးတယ် REM ထုံးနဲ့ easy ဂိမ်း2အတွက်အားလေးနေချန်ထားလိုက်ဟုတ်လားအကြိုင်းမဆော့နဲ့အကြိုင်းမဆော့နဲ့အံ့ပေးလား သူသီးလေးပဲသွားလိုက်မလားသူသီးလေးပဲသွားလိုက် ဦးသေးလေးပဲသွားလိုက် Come on man let's go